ဒီညပါတီကိုလာမလားကျွန်တော်မသိဘူးလူတွေကိုခမားကိုတကယ်သိအောင်လုပ်ပေးပါလာခဲ့ပါကော်နာကျွန်တော်အဲ့ဒီမှာရှိနေပါမယ်ကျွန်တော်မှဝစ်စရာတော့မရှိဘူးမဟုတ်ဘူးခမားထူးဆန်းနေမယ်လို့ထင်လို့တခုခုယူလာပေးတာလာပါတပတ်ညပါမိနစ်20လိုက်ခဲ့ပါအဲ့ဒီအချိန်မှာကျွန်တော်တို့ရဲ့စီးနှင်းမှုကကြားရတော့မှမို့လို့ပါညစ်နက်လာတဲ့အခါဘက်ကိုဒါပင်မီနာနဲ့ကေစီတို့ကလာကြိုပါတယ်အဲ့ဒါကတော်တော်လေးလက်တွေ့ကြတဲ့ဘက်ဝစ်စုံပဲโอเคခမားတို့အစင်သစ်ဖြစ်ပြီလားဟုတ်ကဲ့ကားမောင်းပြီးအတော်လေးကြာတော့အေဗရီရဲ့အိမ်ကိုရောက်လာကြတယ်ပါတီထဲကိုဝင်လိုက်တာနဲ့ဘက်ဟာစူညံတဲ့ဂီတကြောင့်မတက်မတာခံစားရတယ်သူမကအရက်မတောက်ပဲတခြားသူတွေနဲ့ကခုံဖို့စိတ်မဝင်စားဘူးတစ်ချိန်တည်းမှာပဲတခြားနေရာတစ်ခုမှာတိုင်လာကသူ့ရဲ့ရှေးဟောင်းပစ္စည်းဆိုင်ကိုညှစ်နေနေပြီဖြစ်လို့ပိတ်လိုက်ပါတယ်ဆိုင်ကိုတန်ရှင်းရေးလုပ်နေတော့ရှေးဟောင်းပရိုဂျက်တာတစ်လုံးကိုမတော်တဆတွေ့လိုက်ရတယ်ပုံတပုံမှာနောက်ခံမှာမှောင်မဲနေတဲ့အရေးတစ်ခုကိုသူသတိထားမိတယ်အစပိုင်းမှာတော့တိုင်လာကပရိုဂျက်တာမှာတစ်ခုခုမားနေတယ်လို့ယူဆခဲ့ပေမဲ့သူမားနေမှန်းချက်ချင်းသဘောပေါက်သွားတယ်ဘာမှသတိမပေးပဲကြောက်စရာကောင်းတဲ့တရဝတစ်ခုကရုတ်တရက်သူ့ကိုတိုက်ခိုက်ပြီးချက်ချင်းတက်လိုက်တယ်ပြီးတော့ဇလန်းကဘတ်တယောက်ထဲထိုင်နေတဲ့ပါတီကိုပြန်ရောက်သွားပြန်တယ်သူမတယောက်ထဲရှိနေတော့ကော်နာကသူမစီလာပြီးစကားစမြည်စာပြောတယ်နှစ်ယောက်သားမြင်မြတ်ဆန်ဆန်ရင်းနှီးသွားပြီးစကားစမြည်ပြောကြတယ်ကော်နာကဘက်ကင်ဆောင်ထားတဲ့ရှေးဟောင်းပိုလာရဲ့ကင်မရာကိုအထူးသဘောကျသွားတယ်မကြခင်မှာပဲဒေးဗစ်နဲ့မီနာရောက်လာပြီးကော်နာနဲ့ဘတ်တို့ကိုအုပ်စုလိုက်တပ်ပုံရိုက်ဖို့ဖိတ်ခေါ်တယ်သို့တော့ဘတ်တီကင်မရာရှိတွင်ရှိနေရသည့်အတွက်မတက်မတာဖြစ်နေသောကြောင့်သူမသည်သူတို့နှင့်မပူးပေါင်းရန်ရွေးချယ်ခဲ့သည်သူမတွင်ဖိုးရိုတပ်ပုံမှရှိသောကြောင့်သူမကိုယ်တိုင်တပ်ပုံရိုက်ရန်ဆုံးဖြတ်ခဲ့သည်ဒေးဗစ်မီနာနှင့်ကော်နာတို့ကိုတပ်ပုံရိုက်ရန်ပြင်ဆင်နေစဉ် KCD လည်းရုတ်တရက်တပ်ပုံပေါင်းထဲသို့ခုန်ဝင်သွားသည်တပ်ပုံပေါ်လာပြီးနောက်ရင်းတို့သည်တေချာစွာစစ်ဆေးကြတော့လဲထူးခြားသောအရာကိုမတွေ့ရှိခဲ့ပါခဏအကြာတွင်အေဗရီသည်ပိုလာရိုက်ကင်မရာကိုစိတ်ဝင်စားသောကြောင့်ဘတ်ထန်ချင်းကပ်ခဲ့သူမသည်ခဏတာငှားပြီးသူမကိုယ်တိုင်တပ်ပုံရိုက်ခဲ့သည်ထိုအချိန်တွင်ရဲများသည်အေဗရီအိမ်သို့ရောက်ရှိလာပြီးအေဗရီအားအောက်ထပ်သို့ဆင်းရန်ဖိအားပေးခဲ့သည်ရဲအရာရှိများသည်တိုင်လာအားကြောက်မက်ဖွယ်ကောင်းသောအခြေအနေများဖြင့်တေဆုံးနေသည်ကိုဘတ်အားအကြောင်းကြားရန်ရောက်ရှိလာကြောင်းသိရှိရသည်ရဲအရာရှိတဦးဖြစ်သည့် Sheriff Thomas သည်ဘတ်အားနောက်ထပ်မေးမြန်းရန်ရဲစခန်းသို့ခေါ်ဆောင်သွားခဲ့သည်ဘတ်သည်ထိုနေ့အစောပိုင်းတွင်ကောင်းမွန်စွာရှိနေပုံရသောကြောင့်တိုင်လာတေဆုံးသည်ဟုမယုံနိုင်ပါသောမတ်ကတိုင်လာတွင်ရန်သူရှိမရှိမေးမြန်းခဲ့တော်လဲဘက်ကတိုင်လာသည်ကျင်နာတတ်သူဖြစ်ပြီးမြည်သူများသူ့ကိုထိခိုက်စေလိုခြင်းမရှိဟုခိုင်မာပြောကြားခဲ့သည်သူမကိုထွက်ခွာခွင့်မပြုမီရဲများကဘတ်အားစုံစမ်းစစ်ဆေးမှုတွင်အထောက်အကူဖြစ်စေမည့်တစုံတရာသိရှိပါကရင်းတို့ထံဆက်သွယ်ရန်တောင်းဆိုခဲ့သည်ငါဘာလို့ဒီမှာရှိနေတာလဲထောက်ဝတည်သွားပြီဘာလဲဒါဘီလန်ကရှေးဟောင်းပစ္စည်းဆိုင်မှာထောက်ဒရိုးနဲ့မင်းလှုပ်ခဲ့တာမဟုတ်လားငါသူ့အနားမှာပဲရှိနေခဲ့တယ်သူအဆင်ပြေပါတယ်မင်းသူ့ကိုနောက်ဆုံးတွေ့ခဲ့တာဘယ်တော့ကလဲငါဆိုင်ကထွက်သွားတဲ့ညနေ6 နာရီလောက်မှာသူဘသူနဲ့မှပြဿနာတက်နေလားသူ့ကိုနာကျင်စေခြင်းမဲ့သူရှိလားမဟုတ်ဘူးသူကပုံမှန်ပဲအဲ့ဒီညနောက်ပိုင်းမှာဘရိုက Polaroid ကင်မရာနဲ့ရိုက်ထားတဲ့ဓာတ်ပုံတွေကိုစစ်ဆေးတဲ့ Tiger ရဲ့ပုံဝီရိုက်ထားတဲ့သူ့ပုံနဲ့ KC ခနမန်နဲ့ David တို့ပါတဲ့အဖွဲ့လိုက်ဓာတ်ပုံအပါဝင်ပေါ့ Every ရဲ့ဓာတ်ပုံကိုကြည့်နေတော့ဘရိုကသူ့နောက်မှာအရေးမီတစ်ခုရက်နေတာကိုသတိထားမိလိုက်တယ်ဒါပေမဲ့ပါတီပွဲအတွင်းမှာလူတွေအများကြီးလှုပ်ရှားသွားလာနေတာကြောင့်လမ်းလျှောက်နေတဲ့သူတယောက်ရဲ့အရေးပဲဖြစ်နိုင်တယ်လို့သူမကိုသူမယုံကြည်နေမိတယ်။ Every ရဲ့အိမ်ပြန်ရောက်တော့အားလုံးကအိမ်ပြန်သွားကြပြီး Every ကိုတယောက်ထဲထားခဲ့တယ်။ပါတီပွဲကအမိုက်တွေကိုထုတ်ယူနေတော့အပေါ်ထပ်ကနေထူဆန်းတဲ့အတန်တွေရုတ်တရက်ကြားလိုက်ရတယ်။သူမစုံစမ်းစစ်ဆေးဖို့သွားတဲ့အခါကြောက်စရာကောင်းတဲ့တရဝတစ်ကောင်နဲ့ရင်ဆိုင်ခဲ့ရပြီးချက်ချင်းပဲသူမကိုတိုက်ခိုက်ခဲ့တယ်။မင်္ဂလာပါအဲ့ဒီတိုက်ခိုက်မှုကြောင့် Every ခေါင်းတစ်ခုလုံးလိန်ကောက်ပြီးတေဆုံးသွားခဲ့တယ်။နောက်တနေ့မနက်မှာ Prit ဟာ KCC ကနေဖုန်းခေါ်ဆိုမှုတစ်ခုလက်ခံရရှိခဲ့ပြီး Every ဟာသူမရဲ့အိမ်မှာတေဆုံးသွားပြီလို့အကြောင်းကြားခဲ့ပါတယ်။ရဲတွေရဲ့အဆိုအရ Every ဟာလှေကားကနေပြုတ်ကျပြီးလေပင်မှာတေးစေနိုင်လောက်တဲ့ဒဏ်ရာတွေရခဲ့တယ်လို့ဆိုပါတယ်။သတင်းကြားပြီးနောက် Prit ဟာ Every ရဲ့ဖိုးရော်တက်ပုံကိုပြန်ကြည့်ပြီးမှောင်မိုက်တဲ့အရေးပြောက်ကွယ်သွားတာကိုတွေ့ရှိခဲ့ပါတယ်။ထူးဆန်းတာကအရေးဟာသူမရဲ့တငယ်ချင်းတွေပါဝင်တဲ့အဖွဲ့လိုက်တက်ပုံတွေကိုတနည်းနည်းနဲ့ရွေလျားသွားခဲ့တာပါ။သူမမြင်လိုက်ရတဲ့အရာကြောင့်ကြောက်ရွံ့ထိတ်လန့်ပြီး Brett ဟာစိတ်ပြက်လက်ပြက်နဲ့ကင်မရာကိုပြစ်ပေါက်လိုက်တယ်။ဒါပေမဲ့ Polaroid ကင်မရာကိုဘလို့ပဲလှုပ်ပျက်စီးသွားလို့မရတာကြောင့်မမြင်ရတဲ့အင်အားတစ်ခုကကာကွယ်ပေးနေပုံရပါတယ်။တစ်ခုခုတော့မှားနေပြီဆိုတာသဘောပေါက်ပြီး Brett ကသူ့တငယ်ချင်းတွေနဲ့တွေ့ဖို့ကြောင်းကိုချက်ချင်းသွားခဲ့တယ်။ကြည်စမ်းအဖွဲ့လိုက်တဲ့ပုံတွေကအဲ့ဒီအရာကိုမြင်လား။ခဏလေးပါလဲ။ထားဝရဲ့ဓာတ်ပုံထဲမှာကျွန်တော်မြင်လိုက်ရတဲ့အရေးသူမကသူတို့ကိုဓာတ်ပုံ3ပုံကိုပြတယ်ထားရရဲ့ဓာတ်ပုံEveryရဲ့ဓာတ်ပုံနဲ့ KC ခနမယန်နဲ့ David တို့ပါဝင်တဲ့အဖွဲ့လိုက်ဓာတ်ပုံတွေကထားရရဲ့ဓာတ်ပုံထဲမှာမှောင်မိုက်တဲ့အရေးကမူလကပေါ်လာခဲ့တယ်လို့ရှင်းပြတယ်။ထားဝတေဆုံးသွားပြီးနောက်အရေးက Everyရဲ့ဓာတ်ပုံတွေကိုရွေးချယ်သွားပြီး Every တေဆုံးသွားပြီးနောက်သူ့တငယ်ချင်းတွေရဲ့အဖွဲ့လိုက်ဓာတ်ပုံတွေကိုတနေ့နေ့နဲ့ကူးပြောင်းသွားတဲ့ Brother ကသူတို့အားလုံးအနေနဲ့ကြာရောက်နေပြီလို့စိုးရိမ်နေတယ်